ကတော့ကျမတို့တောင်အာဖရိကပေါ့နော်အလေရောက်ရှိလာပါတော့အောက်မှာရင်းနေတော့ရုပ်အောက်မဟုတ်ဘူးနော်တက်ရှိရတော့အဲဆိုတော့နော်ကျမဒါလေချောင်းအောင်မို့ပြီးထပ်လာပြတာဖြစ်ပါတယ်ကျမလေးနှိုင်းလို့မြန်ငရဲကြီးသွားကြတော့ပါရင်သာအောင်ပြောရင်ကျမတို့ဟင်းတိုက်တယ်လीဒန်စာပတ်အိုးတွေတိုက်တဲ့ဒန်စာပတ်စတီးပတ်လေးလေတွားယူကြည့်ပါလားပေါ်မှာရှိလားနော်စတီးပတ်ကနေပြီးတော့နော်ထိတ်ဆိုးနေပြီလေအောက်မှာရီးလို့နော်ရှင်တို့မြန်ဥမာပေးတာနော်မှန်ကြည့်ဒါလုံးဝလျှောက်တိုင်းစွနာကျမရဲ့တော့မလျှောက်သေးဘူးနော်ပြပြတော့မမြင်အောင်နော်မွေနေရမ်းတော်တာပဲနော်နေတော်တော့မငါလည်းလောက်ဒီကောက်မှန်မှန်တင်ငါနဲ့ခေါ်မပေးဘူးနော်ဘယ်လိုလဲပါအဲ့လိုကုန်ပြီပေါ့ကျမဆေးတွေကနော်ပါဆေးတွေကုန်ပြီပေါ့နော်ဒါပေမဲ့ကျမဒီမှာရမ်းစေတနာရှိတယ်ဘာလို့လဲဆိုတော့ကျမကတော့တော်တော်လေးယုံကြည်တယ်နော်အားလုံးစကားလည်းပြရတယ်ကြည့်လားကျမတို့လည်းတိတ်ပြီးဒီလိုကောက်ပြရဖို့မလွယ်ဘူးဒါပေမဲ့ခြားခြားပါးပါးကောင်းလေးဆိုတော့လေကျမမျက်နှာ10ခုစာလောက်ရှိတယ်နော်တူရေးပါတူရေးပါဒါကြီးပျောက်သွားတော့မှာပါဒီနေ့ပဲပျောက်သွားမှာဒီ fashion နဲ့ပြန်လာမယ်ခေါင်းလေးတော့သွားလျှော့ပြီးတော့ဖလာဖလာရှာမယ်ပေါ့နော်ဟာကျမပျော်လို့သေးတော့မရှိတော့ပညာပြရတော့မယ်ရှင်ပညာပြရတော့မယ်ရှင်ပညာပြမယ်ရှေးလောင်းနဲ့ထပ်ပြောမယ်နော်ရှေးလောင်းကလေးကဘာမှမနှက်ဘူးရုပ်ကိုတေချာကြည့်တာရှေးလောင်းကလေးကလှသွားမယ်ကျမလောက်မှာမဟုတ်ဘူးတင်တန်းသူလောက်မှာကျမကြားရရှာရှိတာဖြစ်ရင်တော့ကျမတော်လို့တက်တာမဖြစ်ရင်တော့သူ့လိုက်မလုပ်လို့ပေါ့နော်အဲ့ဒါကျမနဲ့မဆိုင်မုံရတင်တန်းသူမုံမွေးနဲ့ပဲဆိုင်တယ်အဲကျမတင်တန်းသူတရားဝင်ကြားရအာမခံပေးထားတယ်သူလုံးနိုင်မလို့လည်းအပြေးဝယုံကြည်တယ်ဒီမှာနော်အောက်ကမမHello, test 1 2 3 hello hello. Hello. Hello လေအတန်ကြားရနော်လူနော်လောက်တယ်နော်ပြုံကောင်းမှုဘူးနော်ကဲစစ်တွေပြောလို့လာစားတာပါဆိုရင်အရာရာမှာဒီကောင်းလေးကိုအမတ်တရားယူတဲ့သဘောဖြစ်ပါတယ်ကျွန်မအရင်တော့တစ်ခါမဖန်တီးဘူးသေးတယ်နော်ဒီလိုမျိုးစပင်ပုံစံပေါ်မှာနော်ကောက်တာရောအများကြီးလာတယ်လောက်ကောက်တော့တစ်ခါမှမလာဘူးမျက်နှာတော့ရှားတာတော့နေဘူးဒီမှာလေပါဒီမှာရှားတယ်โอเคကျွန်မမျက်နှာပျောက်သွားလို့နော်ဒီလောင်းနဲ့လှသွားမယ်နီးဒါကြီးပျောက်သွားမယ်ရှင်ဒီတက်တော့အများကြီးလှသွားမယ်ရှင်100ကတော့လာမလား90ကတော့လာမလား80ကတော့လာမလားတော့မသိဘူးကျွန်မကြားတဲ့အာမခံပေးလိုက်တာတော့80နဲ့80ကတော့ပေးကြအောင်လှမယ်လှဖို့လှပဲเนาะမမွေးတော်ရင်တော်သလိုမုံရသနန်းသူတော်ရင်တော်သလိုဒီကောင်က90 100ကတော့လှသွားမယ်ကဲဆိုတော့အားလုံးပဲရင်ခုန်စွာနဲ့မျှော်လင့်ပေးပါဦးတင်ပေးမှာဖြစ်တယ်เนาะဘောနဲ့ဝင်ကြည့်ပေးပါကျွန်မနာမည်ဆုံးလို့ခေါ်ပါတယ်6ခုကဲဖန်တီးပေးမှာပါဒီလောင်းနဲ့ကလှသွားတဲ့နီးတခါလေးပြလိုက်မှာဖြစ်ပါတယ်ဂျေဆု